ကဲတဲလေးတို့ရေဒီပဝါစောင်းပြီးတော့ကွယ်ဒီလိုလေးဝတ်ထားရဲဆိုရင်ရောဒီပဝါလေးနဲ့မလိုက်ဘူးလားရှင်လုံခြုံမှုရောမရှိဘူးလားရှင်ကဲဒါဆိုရင်တော့ဒီပဝါလေးကဘယ်အဝေစားနဲ့ပဲဝတ်အမြဲတမ်းကိုလိုက်ဖက်မှုရှိနေတဲ့ပဝါလေးဖြစ်ပါတယ်ဒီပဝါလေးမှာဆိုလို့ရှိရင်အာသာချက်က3ခုရှိတယ်အဲ့ဒီ3ခုကဘာလဲဆိုတော့အမားတို့တွေဒီမှာနှစ်ဖူးစီးနော်နှစ်ဖူးစီးလေးကနှစ်ထပ်ပါတယ်စစ်စံမီကျိုးလေးကိုထည့်ထားတယ်ကျေးသူငယ်သူအကုန်လုံးစောင်းလို့ရတယ်ဒါပေမဲ့နောက်တစ်ခုရဲ့သူ့ရဲ့အာသာချက်ကဘာလဲဆိုတော့အမားတို့တွေမျက်နှာကြီးတဲ့သူတွေမျက်နှာသေးတဲ့သူတွေဘာမှစက်ကူစရာမလိုသူ့ရဲ့ဒီနှစ်ဖူးစီးလေးကဟိုကွယ်မျက်နှာကိုလုံးဝပြောင်းလဲသွားစေတယ်အဲ့တော့အသားကောင်းတယ်နော်ဈေးနှုန်းလေးကလည်းအသစ်နည်းရှိတယ်နောက်ပြီးတော့ထိုင်းတော့လေးဖြစ်တဲ့အတွက်ထိုင်းရနေပြီးတော့တကူတကအမားတို့တွေမှားထားတာဖြစ်တယ်ဒီမှာလုံးဝဝယ်လို့မရတယ်ချမ်းသာတော့ပစ္စည်းလေးဖြစ်ပါတယ်အဲ့တော့အမားဒီမှာတော့ဒီပစ္စည်းလေးကပြက်လို့နေပါဖြစ်တော့မယ်ရှင်အဲ့တော့လက်ကျန်လေးကတော့အမားဒီမှာ၄အောင်ပဲကျန်တော့တယ်၄အောင်လေးရဆိုလို့ရှိရင်ဒီခရမ်းလေးကနှလုံးရမယ်ခရမ်းနှလုံးရမယ်လက်ကျန်နှလုံးရမယ်ဒါဆိုရင်တော့ဇီးရောင်ပေါ့နော်ဇီးရောင်လည်းခေါ်လို့ရလို့တိုင်းရောင်ပေါ့နော်အသေးပိုင်းရောင်လေးလို့လည်းပြောလို့ရပါတယ်ကဲအဲ့တော့လေးလုံးပဲကြံတော့တာဖြစ်တဲ့အတွက်ကိုမြန်လေးကိုဟယ်လိုလေးလောက်လိုက်ပါအဲ့တော့ရှိနေတဲ့အချိန်မှာမြန်လေးယူထားကြထိုင်းရနေမှာတဲ့ပစ္စည်းမို့လို့တစ်ခါမှလို့ရှိရင်3လလောက်ကြာပါတယ်ရှင်အဲ့တော့အသားကောင်းတယ်တစ်နေ့ကုန်စောင်းထားရင်တော့ကွယ်လုံးဝခေါင်းပေါ်မှာရှိတယ်လို့လုံးဝမထင်ရဘူးအမဆိုလို့ရှိရင်မြင့်ပြီးတော့ဒီဘဝကိုလုံးဝမချွတ်တော့ဘူးဘာလို့မချွတ်တော့လဲဆိုအိမ်ထဲမှာနေနေလေကိုယ်ခေါင်းထဲမှာစောင်းသားမှန်းတော့လုံးဝမသိရဘူးကွယ်အဲ့အတွက်အဲ့ဒီရဲ့အိုးထုတ်လေးကအာတာကျဲဖြစ်တဲ့လူကြီးလူငယ်ကလေးအကျွေး3မလုံးစောင်းလို့ရတယ်အုတ်ထုတ်လေးဖြစ်ပါတယ်တစ်လုံးမှာ2500ပါရန်ကုန်မြို့ရင်းမဲ့ဖြစ်ဖြစ်နယ်ဝေးသမားတွေပဲဖြစ်ဖြစ်အရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးနေပါတယ်ရှင်အဲ့တော့လေးလုံးမဲ့တန်တော့တယ်နော်မြန်လေးကိုဟယ်လိုလုပ်လိုက်ပါရှင်